နောက်တနေ့မှာတော့လီလီဟာသူ့ boss နဲ့ဖုန်းနဲ့စကားပြောနေပါတော့တယ်ဒီအချိန်မှာသူ့ boss ကစတစောင်ပို့လိုက်ပါတယ်အဲ့ဒါကတော့ဒီနေ့ project ကိုရေကူးကန်တာမှာလာဖို့ဆိုတာဒီလိုနဲ့လီလီလည်း okay လို့ပဲရေးလိုက်ပြီးသူလည်းသူ့ boss ပြောတဲ့အတိုင်းရေကူးကန်တာရောက်လာပါတယ်တော့ဘာမှလဲသူ့ boss ဟာတော့ပိုးဆိုးပတ်ဆက်ရေကူးကန်ထဲမှာအားရပါရတိတ်ခါမထိန်နဲ့အေးစစ်ကိုကူးနေပါတယ်ပြီးတဲ့နောက်မှာသူ့ boss လည်းလီလီကိုမြင်ပြီးအပေါ်တက်လာပါသူလည်း style နဲ့မလိုက်နေလုံးပြလိုက်တာမို့လီလီမှာတော့မျက်နှာရည်ကိုနီးရဲတွတ်သွားရှာပါတော့တယ်ဒီအချိန်မှာသူ့ boss ဟာပြုံးပြလိုက်ပြီးမင်းရောက်လာပြီပေါ့ဟုတ်ပါရဲ့ဆရာ boss ရုပ်ရှင်ချိန်မှာတော့ boss ဟာအဝတ်စားပါရဲ့လဲပြီးသူ့အိမ်မှာဖြည်းဖြည်းချင်းလမ်းလျှောက်လာပါတယ်ငါကောင်းကိုက်နေတယ်လို့တမျိုးကန်စားနေရပါလားသူဟာတီကောင်လိုဘာလိုမွေးလိုနဲ့လမ်းကိုလျှောက်လာပါတော့တယ်သူလည်းဟိုကြည့်ဒီကြည့်လှုပ်လိုက်ပြီးသူ့ခေါင်းကတမျိုးကြီးခံစားနေရပါတယ်ပြီးရဲ့နောက်မှာသူလည်းမျက်စိတွေတဝါဝါဖြစ်ပြီးတခါတည်းတတိလစ်သွားပါတယ်ဘိုင်ဘိုင်လီတို့ဟာတငယ်ချင်းနဲ့နှုတ်ဆက်ပြီးသူလည်းသူ့အိမ်သူပြန်လာပါတယ်သူလည်းလမ်းကိုစလုံးမိုးရှင်းနဲ့ရှောက်နေပါတယ်ဒီအချိန်မှာတော့သူ့စီကိုဖုန်းဝင်လာတဲ့အတွက်သူလည်းဖုန်းကိုကင်လိုက်ပါတော့တယ်ဟယ်လိုဘာကိစ္စရှိလို့လဲဒီလိုနဲ့သူလည်းကြားသိရတဲ့သတင်းကြောင့်အရန်ကိုလန့်ပြီးပိုးဆိုးပဆက်ပြေးပါတော့တယ်သူလည်းသူ့ boss ရှိရဲ့နေရာကိုအမြင့်ဆုံးသွားလိုက်ပါတော့တယ်boss နေစီပြရလား boss ဟာတော့လီလီကိုမြင်သွားပြီးဖြည်းဖြည်းချင်းကြည့်ပြီးတဲ့နောက်မှာပြန်ပြီးတတိလစ်သွားပါတယ်သူလည်းကောင်းသွားပြီထင်တာပဲboss ဆေးလေးပါလေးတောက်လိုက်နော်ကျမပြန်တော့မယ်ဒီအချိန်မှာသူ့ boss ဟာမပြန်ပါနဲ့အောင်ဒီလိုနဲ့လီလီဟာတော့မျက်လုံးတွေပြူပြီးမျက်စံမှာတေးပြီးအရန်ကိုထိတ်လန့်သွားပါတော့တယ်ဒီမှာဇလန်းလေးကပြီးဆုံးသွားပါတယ်part 4လေးလာအောင်မှာမို့လို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့เนาะပြီးတော့ comment မှာလည်းတစ်ခုခုရေးခဲ့ကြပါဦးเนาะ